တိန်ကြခြင်းလက္ခဏာ၅ချက်အမျိုးသမီးတွေကျန်းမာလာပါဖို့တိန်ဟာအရေးကြီးအင်္ဂါစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။တိန်ကြလာပြီဆိုရင်အိမ်နောက်ရေးလူမှုရေးပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေမှာထိခိုက်လာနိုင်ပါတယ်။တိန်ထုတ်လိုက်ရတဲ့ဒီအနေအထားတွေမဖြစ်သွားစေဖို့နဲ့တိန်ကြခြင်းအစကားစားအနေအထားမှလည်းသိရှိနိုင်ဖို့တိန်ကြခြင်းလက္ခဏာ၅ချက်ကိုမျှဝေပေးတော့ပါမယ်ရှင်။အမျိုးသမီးတွေမှာဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တိန်ကြခြင်းနဲ့ဆက်နွယ်နေနိုင်ပါတယ်။နံပါတ်1အချက်ကတော့စီးမထိန်နိုင်ခြင်းမှာတိန်ဟာတင်စုံလေးမိုက်မှာတည်ရှိပြီးတော့အရှိဘက်မှာစီးအိမ်နောက်ဘက်မှာဝင်းအိမ်နေနဲ့တည်ရှိတာဖြစ်တဲ့အတွက်တိန်ကြခြင်းဖြစ်လာတဲ့အခါမှာစီးအိမ်ဘက်ကိုတက်ရောက်တဲ့အနေအထားတွေမှာဆိုရင်စီးသွားရခက်ခဲတာစီးခဏနာသွားခြင်းတာစီးမထိန်နိုင်တာစီးကြံတာဆိုတဲ့အနေအထားတွေဖြစ်တတ်ပါတယ်နံပါတ်2အချက်ကတော့ကြိုက်ခဲနာခြင်းချင်းမှာစီးဆက်ခါနဲ့ခါအုပ်ပိုင်းတွေမှာနာခြင်းတာတင်စုံပိုင်းတွေမှာနာခြင်းတာတွေစုပ်ဆွဲထားသူခံစားရတယ်ဆိုတဲ့အနေအထားတွေခံစားတတ်ကြပါတယ်ဒီလိုနာခြင်းချင်းကြောင့်လမ်းကြကြမရှောင်နိုင်တာကြကြမထိုင်နိုင်တာဆိုတဲ့ခံစားချက်တွေကိုလည်းနောက်ဆက်တွဲခံစားရနိုင်ပါတယ်နံပါတ်3အချက်ကတော့နေဆက်ဆန်ခြင်းနာခြင်းတာပါတင်ရပုံမှန်နေထားမဟုတ်တာဖြစ်တဲ့အတွက်တင်ဆက်ဆန်တဲ့အခါမှာနာကျင်တဲ့ဝေဒနာတွေခံစားရကြတယ်။မင်းကို6တွေ့ခြင်းကြောင့်အတွင်းပိုင်းတွေမှာလည်းအောင့်နာတာဆိုတဲ့အနေအထားတွေခံစားရကြပါသေးတယ်။အမြဲတမ်းဆိုတာတွေကအိမ်အောင်ရေးပိုင်းမှာထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်နော်။နံပါတ်4အချက်ကတော့တိဆွဆွခံစားရခြင်းမှာဒီလိုခံစားရပြီဆိုရင်တင်ရမင်းကိုတဲ့အထိကြာလာတဲ့အနေအထားဖြစ်ပါတယ်။ဒီလိုအနေအထားတွေမှာဆိုရင်ထိုင်လို့လည်းအဆင်မပြေလမ်းလျှောက်ရင်လည်းတခုခုထွက်ကြတော့မလားတူပြီးခံစားရတာဖြစ်တဲ့အတွက်အရာပေါ်တွင်းဘက်ပေါ်မှာပဲလှည့်နေရတဲ့အနေအထားတွေဖြစ်နိုင်ပါတယ်။နံပါတ်5အချက်ကတော့အသားစားထွက်ခြင်းပါတိမ်ကြလာပြီဆိုရင်မိမကိုအတွင်းကကြက်သားတွေကလည်းအတူလျှော့ကြတာဖြစ်တဲ့အတွက်မိမကိုကမှအသားစားလိုမျိုးထွက်လာတတ်ပါတယ်ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိရမယ့်ကြက်သားတွေကခန္ဓာကိုယ်အပြင်ပိုင်းကိုထွက်လာတာဖြစ်တဲ့အတွက်ပိုးဝင်တာတွေအနာဖြစ်တာတွေဖြစ်တတ်ပါတယ်ဒီလိုမျိုးအနေအထားတွေဆိုရင်ခွဲစိတ်ရတဲ့အနေအထားတွေဖြစ်နိုင်ပါတယ်တိမ်ထုတ်ရတဲ့ဒီအနေအထားတွေခွဲစိတ်ရတဲ့အနေအထားတွေမဖြစ်စေဘူးအမျိုးသမီးတွေနဲ့တိမ်ကြခြင်းကိုလုံးဝမပေါ်စားသင့်ပါဘူးနော်အမျိုးသမီးကျမ်းမာလာပါဆိုင်ရာတွေကိုမျှဝေပေးပါလို့ဤရဲ့ကောင်လေးကိုပေါင်းလေးနဲ့အသေးလေးပေးသွားပြီပါနော်သိချင်တာရရှိရင်လည်းကွန်မန့်မှာမှန်ခဲ့ပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်